New York မြို့ရဲ့အချက်ချာကျတဲ့ Times Square လမ်းမကြီးပေါ်မှာဖုန်းတစ်လုံးကင်ပြီးအလုပ်ရှုပ်နေတဲ့ Stu Shepard ကိုကြည့်လိုက်ပါသူဟာမြင်ရတာနဲ့တင်အရန်ကိုစမတ်ကြပြီးအောင်မြင်နေတဲ့သူတယောက်မှန်းသိတာပါတယ်ဈေးကြီးတဲ့ suit အင်ကြီးနာမည်ကြီးလက်ပတ်နာရီနဲ့သူ့ရဲ့စကားပြောပုံတွေကဘသူ့ကိုမဆိုဆွဲဆောင်နိုင်ပါတယ်သူဟာလူတွေကိုဘယ်လိုကင်တွယ်ရမယ်ဘယ်အချိန်မှာဘာပြောရမယ်ဆိုတာကိုအရန်ကျွမ်းကျင်တဲ့သူပါသူ့ရဲ့လောကမှာတော့စကလုံးတွေဟာလက်နက်တွေပါပဲဒါပေမဲ့အဲ့ဒီဟန်ဆောင်မှုတွေရဲ့နောက်ွယ်မှာတော့ပုတ်ပွနေတဲ့အမှန်တရားတွေရှိနေပါတယ်စတိုးမှာကယ်လီဆိုတဲ့အရန်လာပြီးစိတ်ကောင်းရှိတဲ့ဇနီးတဲ့တယောက်ရှိပါတယ်လောကအမြင်မှာတော့သူဟာတစ္ဆာရှိတဲ့ခင်ပွန်းကောင်းတယောက်ပါဒါပေမဲ့စတူဟာအိမ်ပြန်ရောက်တိုင်းဇနီးတဲ့ကိုချစ်တယ်လို့ပြောနေပေမဲ့စိတ်ထဲမှာတော့တခြားမိန်းကလေးတယောက်ဖြစ်တဲ့ပမ်ကိုပိုင်ဆိုင်ဖို့ပဲကြိုးစားနေသူပါသူဟာဇနီးတဲ့အပေါ်တင်မကပဲသူ့ရဲ့ clients တွေအပေါ်မှာလည်းမဖြစ်နိုင်တဲ့ဂတိတွေပေးလိန်ညာပြီးအကျိုးအမြတ်ရှာနေတဲ့လူစားမျိုးပါသူ့ဘဝတစ်ခုလုံးဟာလိန်ညာမှုတွေနဲ့ပဲအုံမြင့်ချတိဆောက်ထားတာဖြစ်ပါတယ်ဒီနေ့ခေတ်မှာဘယ်သူမှအသုံးမပြုတော့တဲ့အများသုံးဖုန်းယုံလေးဟာစတူအတွက်တော့အလွန်အရေးကြီးတဲ့နေရာပါဘာလို့လဲဆိုတော့သူ့ရဲ့ကိုယ်ပိုင်ဖုန်းကနေခေါ်ရင်ဇနီးတွေကခြေရာခံပြီးမှစိုးလို့ဖြစ်ပါတယ်သူဟာနေတိုင်းဒီဖုန်းယုံလေးစီကိုလာပြီးပတ်စံအကျွေလေးတွေထည့်မယ်ပြီးရင်ပမ်စီကိုဖုံးဆက်ပြီးမင်းသမီးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့လိန်ညာမှုတွေနဲ့ပိုးပန်းလေးရှိပါတယ်ဒီဖုန်းယုံလေးဟာသူ့ရဲ့လျှို့ဝှက်ချက်တွေကိုလုံခြုံစေတဲ့တစ်ခုတည်းသောနေရာလို့သူထင်ထားခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့အခြေအနေတွေကသူထင်သလိုဖြစ်မလာခဲ့ပါဘူးဖမ်နဲ့ဖုံးပြောပြီးလို့အထွက်မှာရုတ်တရက်ဆိုသလိုဖုန်းယုံတွေကဖုန်းကမြည်လာပါတယ်ပုံမှန်ဆိုရင်တော့ဘသူကမှဒီဖုန်းကိုပြန်ဆက်မှာမဟုတ်ပါဘူးသူလဲစူဆန်စိတ်နဲ့အဲ့ဒီဖုန်းကိုကောက်ကင်လိုက်မိပါတယ်အဲ့ဒီစက္ကန့်ပိုင်းလေးဟာသူ့ရဲ့လိန်ညာမှုတွေနဲ့တိဆောက်ထားတဲ့ဘဝကြီးပြိုလဲသွားဖို့အစပြုလိုက်တဲ့အချိန်ပါပဲဖုန်းထဲကနေထွက်ပေါ်လာတဲ့အေးဆက်လာတဲ့အတန်ကစတူရဲ့ဘဝကိုငရဲကန်းအဖြစ်ပြောင်းလဲပစ်တော်မှာဖြစ်ပါတယ်သူဖုန်းကိုကောက်ကင်လိုက်တဲ့အချိန်မှာထွက်ပေါ်လာတဲ့အတန်ကတော့အရန်ကိုအေးဆက်မှာကြောလွန်းလာပါတယ်ဒီဖုန်းကိုချလိုက်တာနဲ့မင်းသေးပြီပဲတဲ့ပထမတော့စတူဟာဒါကိုတစုံတစ်ယောက်ကနောက်ပြောင်နေတာဒါမှမဟုတ်မှားခေါ်တာလို့ပဲထင်ခဲ့ပါတယ်သူဟာပြန်ပြီးတော့ငေါ့တော်တော်ပြောလိုက်ပါသေးတယ်ဒါပေမဲ့တစ်ဖက်ကလူကစတူရဲ့နာမည်သူ့အလုပ်အကိုင်ပြီးတော့သူအခုလေးတင်ဖမ်းနဲ့ဘာတွေပြောခဲ့လဲဆိုတာကိုအသေးစိတ်ပြန်ပြောပြလိုက်တဲ့အခါမှာတော့စတူရဲ့မျက်နှာဟာဖြူလျော့သွားပါတော့တယ်မင်းငါ့ကိုမမြင်ရပေမဲ့ငါကတော့မင်းကိုတေချာကြည့်နေတဲ့စတူလို့အဲ့ဒီလူကပြောပါတယ်စတူဟာဖုန်းယုံထဲကနေပတ်ဝန်းကျင်ကိုထိတ်လန့်တကြားလိုက်ကြည့်မိတယ်ရှေ့ကအဆောက်အဦတွေပတင်းပေါက်တွေလမ်းမပေါ်ကလူတွေဒါပေမဲ့ဘသူကသူ့ကိုကြည့်နေမှန်းသူမသိပါဘူးသူ့ကိုချိန်ထားတဲ့တနက်ပြောင်းဝဟာဘယ်နေရာမှာရှိနေလဲဆိုတာသူလုံးဝအဖြေရှာမရပါဘူးတကယ်တော့စနိုက်ပါကစတူကိုကစားနေတာပါသူကစတူကိုဖုန်းယုံအပြင်တလှမ်းတောင်ထွက်ခွင့်မပေးသလိုဖုန်းချခွင့်လည်းမပေးပါဘူးဆိုကအစမှာဒါကိုမယုံကြည်သေးတဲ့အတွက်အပြင်ထွက်ဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစနိုက်ပါကစတူရဲ့အနီးနားကိုချင်းကပ်လာတဲ့ကလေးကစားစရာအယုတ်တရုတ်ကိုတနက်နဲ့အမားရွေးမရှိပြစ်ပြလိုက်ပါတယ်တနက်တန်ကလမ်းမပေါ်ကစူညံတန်တွေကြားမှာပျောက်ကွယ်နေပေမဲ့ပွင့်ထွက်သွားတဲ့အယုတ်ကိုမြင်လိုက်ရတဲ့စတူအတွက်တော့အဲ့ဒါဟာတင်မင်းရဲ့တရားဝင်သတိပေးချက်ပါပဲအခုတော့ Times Square လို့လူထောင်ပေါင်းများစွာတွာလာနေတဲ့နေရာကြီးဟာစတူအတွက်ကမ္ဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးအကျဉ်းထောင်ဖြစ်သွားခဲ့ပါပြီသူ့ဘေးနားမှာလူတွေအများကြီးတွာလာနေကြပေမဲ့ဘသူကမှသူ့အကူအညီတောင်းလို့မရပါဘူးအကူအညီတောင်းလိုက်တာနဲ့စနိုက်ပါရဲ့ကြီးစံကသူ့ဦးခေါင်းကိုဖောက်ထွက်သွားမှာပါသူဟာဖုန်းယုံလေးထဲမှာတင်တုံရင်နေပြီးဖုန်းထဲကအတန်ကိုပဲကြောက်ရွံ့စွာနားထောင်နေရပါတော့တယ်မမြင်ရတဲ့တင်မင်းဟာသူ့ကိုလက်တကမ်းအကွာကနေဖမ်းဆုပ်ထားပြီးဖြစ်ပါတယ်စတူတယောက်ဖုန်းယုံထဲမှာတင်မင်းနဲ့ရင်ဆိုင်နေရချိန်မှာပဲမမျှော်လင့်ထားတဲ့ပြဿနာတစ်ခုရောက်လာပါတယ်အဲ့ဒါကတော့ဖုန်းယုံကိုတုံးကျင်နေတဲ့လမ်းဘေးကပြစ်ဒဇာမတွေနဲ့သူတို့ရဲ့လူမိုက်တွေပဲဖြစ်ပါတယ်သူတို့ကစတူကိုဖုန်းယုံထဲကနေအမြန်ထွက်ဖို့အော်ဟစ်ဆဲဆိုပြီးရန်လုပ်လာကြတယ်စတူမာကဖုန်းချလိုက်ရင်အပြစ်ခံရမှာမို့လို့ထွက်လို့မရပါဘူးသူတို့နဲ့စတူကြားမှာစကားများရာကနေအခြေအနေကတဖြည်းဖြည်းနဲ့အကြမ်းဖက်တဲ့အဆင့်ကိုရောက်လာပါတော့တယ်စနိုက်ပါကဖုန်းထဲကနေစတူကိုလှောင်ပြောင်နေတော့ပါပဲဒီလူတွေကမင်းကိုအနှောက်အယှက်ပေးနေတာလားငါရှင်းပေးရမလားတဲ့သူကအလုံးနဲ့လို့အသေးအတန်တားနေပေမဲ့စနိုက်ပါကတော့ယူမဆိုင်ပါဘူးရုတ်တရက်ဆိုသလိုစတူကိုရန်လုံနေတဲ့လူမိုက်ဟာလမ်းမပေါ်မှာတင်လဲကျသွားပါတော့တယ်သွေးတွေကလမ်းပေါ်မှာအိုက်ထွန်းသွားပြီး Times Square တစ်ခုလုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲထိတ်လန့်တုန်လှုပ်မှုတွေနဲ့ပြည့်နှက်သွားပါတယ်လမ်းမပေါ်ကလူတွေဟာအော်ဟစ်ပြီးအယက်မျက်နှာအနှံ့ကိုပြေးလွှားကုန်ကြပါတယ်စူညံတန်တွေကားဟွန်းတန်တွေနဲ့ Times Square ဟာစစ်တလင်းပြင်တစ်ခုလိုဖယိုဖယဲဖြစ်သွားခဲ့ပါပြီအဲ့ဒီချိန်မှာပဲရဲကားတွေအချက်ပေးတန်တွေနဲ့အတူရောက်လာကြပါတယ်ရဲတွေရဲ့အမြင်မှာတော့ဖုန်းယုံထဲမှာတနက်ကင်ထားသလိုနဲ့တယောက်တည်းကြံခဲ့တဲ့စတူဟာအဓိကတန်တရားရှိသူဖြစ်သွားပါတော့တယ်ရဲတွေကစတူကိုတနက်တွေနဲ့ဝိုင်းချိန်ထားလိုက်ကြပြီးဖုန်းချပြီးလက်နက်ချလိုက်လို့အော်ဟစ်အမိန့်ပေးကြတယ်ဖုန်းထဲကစနိုက်ပါကမင်းသာဖုန်းချရင်ငါပြစ်တတ်မယ်ပြီးတော့ရဲတွေကိုလည်းငါပြစ်မယ်လို့ချင်းချောင်နေပါတယ်အပြင်မှာကရဲဗိုလ်ကြီးအက်ဒရမီဦးဆောင်တဲ့ရဲအဖွဲ့ကစတူကိုလူသက်သမားလို့ထင်ပြီးပြစ်ဖို့အစဉ်သင့်ဖြစ်နေပါတယ်စတူဟာစကလုံးတွေနဲ့လူတွေကိုလှည့်စားခဲ့တဲ့သူဖြစ်ပေမဲ့အခုအချိန်မှာတော့ဘသူ့ကိုဘာပြောရမလဲဆိုတာလုံးဝဝေခွဲမရတော့ပါဘူးသူဟာလူလေခေါင်ကမှန်လုံးအိမ်လေးထဲမှာတင်အသက်ရှူရတာခက်ခဲလာပြီးတင်မင်းနဲ့လက်တကမ်းအကွာမှာပိတ်မိနေပါတော့တယ်စတူရဲ့အခြေအနေဟာအဆုံးစွန်ထိရောက်နေပါပြီရဲတွေက
သူ့ကိုဝိုင်းထားသလိုသူ့ရဲ့ဇနီးတဲ့ကယ်လီလည်းအခင်းဖြစ်ပွားရာနေရာကိုရောက်လာခဲ့ပါတယ်။စနိုက်ပါသမားကစတူကိုသူကြိုတင်စီစဉ်ထားတဲ့ဖုံးရုံအမိုးတွေကတနက်ကိုယူပြီးကိုအဆုံးစီရင်လိုက်တင်ကြောင်းနဲ့အဲ့လိုမှမဟုတ်ရင်တော့မိမိအပြစ်တွေကိုဝန်ခံတင်ကြောင်းစတူကိုအကြက်ကင်မာတော့တယ်။စတူမင်းအသက်ရှင်ခြင်းရင်မင်းရဲ့မျက်နှာဖုံးကိုမင်းကိုယ်တိုင်ခွာချရမယ်။မင်းရဲ့မိန်းမနဲ့လူများရှိမှမင်းဘယ်လိုလူစားမျိုးလဲဆိုတာအမှန်အတိုင်းဝန်ခံလိုက်လို့ဖိအားပေးလိုက်ပါတယ်။အစမှာတော့စတူဟာသူ့ရဲ့ဂုဏ်သိက္ခာအတွက်စူးစမ်းပြီးညှင်းဆန်နေပါသေးတယ်။ဒါပေမဲ့စနိုက်ပါကကယ်လီကိုပြစ်လိုက်တော့မယ့်အကြောင်းချင်းချောက်လိုက်တဲ့အခါမှာတော့စတူတယောက်ဖုန်းကိုကန်ရင်ဝမ်းနဲ့ပက်လက်နဲ့သူ့အပြစ်တွေကိုဝန်ခံပါတော့တယ်။ငါတောင်းပန်ပါတယ်။ငါဝတ်ထားတဲ့အင်ဂျီကအစငါရဲ့စကလုံးတွေအစုံအားလုံးကအတုရောင်တွေကြီးပါပဲ။ငါမင်းကိုတစ္ဆာဖောက်ပြီးတခြားမိန်းကလေးတွေကိုပိုးပန်းခဲ့တယ်။ငါဟာလူတွေကိုလှည့်စားပြီးပတ်စံရှာနေတဲ့လူညံ့တယောက်ပါလို့သူဟာလူအများရှိမှတင်အမှန်တိုင်းဝန်ခံလိုက်ပါတယ်။စတူဟာအမြဲတမ်းစကလုံးတွေကိုကစားပြီးလူတွေကိုလှည့်စားခဲ့တဲ့သူပါ။ဒါပေမဲ့အခုချိန်မှာတော့သူ့စီမှာဘာအကာအကွယ်မှမရှိတော့ဘူး။သူ့ရဲ့အတ္တတွေမာန်မာနတွေအားလုံးအဲ့ဒီဖုံးယုံလေးထဲမှာတင်အရေးပြောကျသွားခဲ့ပါပြီ။စနိုက်ပါကဖုံးထဲကနေခြေနဲ့စွာနဲ့ရေမောလိုက်ပါတယ်။မင်းအခုမှလူသားနဲ့တူသွားပြီစတူလို့သူကချီးကျူးလိုက်ပါတယ်။ဒါပေမဲ့တင်းမာမှုကတော့လျော့မသွားပါဘူး။စနိုက်ပါကစတူကိုအပြစ်ပေးဖို့ဆုံးဖြတ်ထားတော့ပါပဲ။တစ်ဖက်မှာလည်းဖုန်းလိုင်းကနေတဆင့်တရားခံရဲ့တီနီယာကိုရဲတွေကရှာတွေ့သွားပါပြီ။စနိုက်ပါသမားဟာသူအဖမ်းခံရမယ့်အတူတူစတူအတွက်အရေးပါတဲ့ကယ်လီကိုလည်းပြစ်တက်လိုက်တော့မယ်လို့ချိန်ချောက်ပါတော့တယ်။စတူဟာဖုန်းယုံရဲ့အပြင်ကိုပြေးထွက်ပြီးကယ်လီကိုမပြစ်ဖို့နဲ့တကယ်ပြဿနာဖြစ်တဲ့သူ့ကိုပဲပြစ်တင်ကြောင်းအော်ဟစ်ပြောပါတော့တယ်။ရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲရဲတပ်ဖွဲ့ဝင်တယောက်ရဲ့တနက်တန်တစ်ချက်နဲ့အတူစတူလဲကျသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲရဲတွေကစနိုက်ပါရှိနိုင်မဲ့အဆောက်အဦကိုစီးနှင်းလိုက်ကြပြီးအဲ့ဒီမှာတနက်တက်လက်နဲ့အတူကိုတက်တည်သွားတဲ့လူတစ်ယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ရဲဘော်ကြီးရမ်မီကစတူကိုကယ်တင်နိုင်ခဲ့ပြီးတရားခံကိုလည်းအသေးမိပြီလို့ထင်လိုက်ပါတယ်။စတူဟာကံကောင်းထောက်မှစွာနဲ့အသက်မသေးခဲ့ပါဘူး။တကယ်တော့စတူဟာကြီးအစ်စ်မဟုတ်တဲ့ရာဘာကြီးနဲ့အပြစ်ခံလိုက်ရတာပဲဖြစ်ပါတယ်။သူလူနာတင်ကားပေါ်မှာလဲလျောင်းနေရင်တတိတစ်ချက်ပြန်ဝင်လာတဲ့အချိန်မှာပဲသူ့ဘေးနားမှာအေးအေးဆေးဆေးလမ်းလျှောက်လာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူရဲ့လက်ထက်မှာအိတ်အကြီးကြီးတစ်လုံးပါနေပေမဲ့ဘသူကမှသတိမထားမိကြပါဘူး။အဲ့ဒီလူကစတူရဲ့ဘေးနားမှာရက်လိုက်ပြီးမင်းရဲ့အမှန်တရားကိုဆက်ထိမ့်သိမ်းထားပါအဲ့လိုမှမဟုတ်ရင်တော့မင်းကအတန်ကိုထက်ကြားရလိမ့်မယ်လို့ကပ်ပြောပြီးလူအုပ်ထဲကိုအေးဆေးစွာပဲတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်တကယ်တော့အဆောက်အဦထဲမှာတွေးခဲ့တဲ့လူတွေဟာစနိုက်ပါရဲ့အစီအစဉ်အရအစားထိုးခံရတဲ့အပြစ်မဲ့သူတယောက်သာဖြစ်ပါတယ်တကယ်စနိုက်ပါကတော့ဘယ်သူမှမသိရပဲလွတ်မြောက်သွားခဲ့ပါပြီစတူဟာ Times Square ရဲ့စူညံတန်တွေကြားမှာအသက်ရှင်ကြံရစ်ခဲ့ပေမဲ့သူ့ရဲ့ဘဝကတော့အရင်လိုဘယ်တော့မှပြန်ဖြစ်မှာမဟုတ်တော့ပါဘူး